ဒီနေ့မှာဆိုရင်တော့မကြာမီချိန်သွင်းမှာ G12 ဖြေတော့မယ်ညီလေးတွေညီမလေးတွေအတွက်အရန်ကိုအရေးကြီးပြီးတော့တည်တဲ့အကြောင်းအရာတွေကိုပြောပြသွားမှာပဲဖြစ်ပါတယ် Top University တွေရဲ့ဝင်ခွင့်အမှတ်တွေဘယ်အမှတ်ကိုရတော့မှ safe ဖြစ်မယ်ဆိုတာရယ်ဒီ University တွေကိုဝင်ခွင့်ရတဲ့အခါရရှိမဲ့ဘဝအခွင့်အလမ်းတွေကိုပါပြောပြသွားမှာပဲဖြစ်ပါတယ်မြန်မာနိုင်ငံရဲ့ G12 ဟာဆိုရင်တာမန် exam ဖြေပုံဖြေနည်းနဲ့မတူပဲ high stake လို့ခေါ်တဲ့အရန်ကိုအရေးကြီးတဲ့ University Entrance Examination အမျိုးအစားပဲဖြစ်ပါတယ်ဒီ G12 ကရတဲ့ရလက်တွေဟာဆိုရင်ရလက်တွေဖြစ်တဲ့အမှတ်တွေဟာဆိုရင်ကိုယ့်ရဲ့ဘဝအနာဂတ်တက်လန်အလုပ်ကိုင်တွေကိုဆုံးဖြတ်ပေးတဲ့အမှတ်ဆိုရင်လည်းမမှားပါဘူးမြန်မာနိုင်ငံ G12 exam စနစ်ဟာဆိုရင် South Korea ရဲ့ Sonang exam People's Republic of China ရဲ့ Gaokao exam တွေနဲ့တူတူနီးပါးလို့ပြောရဆိုတော့မမှားပါဘူးစာမေးပွဲဖြေချိန်နဲ့ဖြေပုံဖြေနည်းကွဲပြားတယ်လို့ထင်ရပေမဲ့အရေးပါမှုကတော့တူတူနီးပါးပါပဲဒါဆိုရင် Top University နေနဲ့ပတ်သက်ပြီးတော့ပြောကြရအောင် University of Medicine Yangon Technological University ဖြစ်တဲ့ YTU အပါအဝင် Engineer တွေမွေးထုတ်ပေးတဲ့ TU တွေ University of Information Technology ဖြစ်တဲ့ UIT တို့လိုမျိုး prestigious ဖြစ်တဲ့ University တွေကိုတက်ရောက်ခြင်းနဲ့ဆိုရင်တော့အနည်းဆုံး G12 exam မှာအမှတ်450နဲ့အထက်ရရှိဖို့လိုအပ်ပါတယ်ဒါမဲ့ဒီတက္ကသိုလ်တွေကိုပါဝင်ခွင့် 100% sure ဖြစ်ခြင်းနဲ့ဆိုရင်တော့480တူ900အမှတ်စုစုပေါင်းရရှိဖို့လိုအပ်ပါတယ်။ဒါ့အပြင်စေးနဲ့ engineer တက္ကသိုလ်တွေကိုတက်ရောက်ခြင်းနဲ့ဆိုရင်စေးတက္ကသိုလ်တွေက English Chemistry Bio သုံးဘာသာပေါင်းအမှတ်260နဲ့အထက်ရရှိဖို့လိုအပ်ပြီးတော့ engineer တက္ကသိုလ်တွေအတွက်ကတော့ English Mathematics Chemistry Physics ၄ဘာသာပေါင်းအမှတ်300နဲ့အထက်ရရှိဖို့လိုအပ်ပါတယ်။အဲ့တော့မှကိုလိုချင်တဲ့ engineering major တွေကိုရရှိမှာပဲဖြစ်ပါတယ်။အရေးကြီးဆုံးနဲ့ final verdict အရပြောချင်တာဟာဆိုရင်တော့ညီလေးတို့ညီမလေးတို့ G12 ကိုမပေါ်ကြပါနဲ့။ဘွာကြီးအတွက်အရာအလုံးကတကယ်ဆိုရင်လွယ်လွယ်ကူကူပါပဲ။ဒီ6ရက်တာစာမေးပွဲကကိုယ့်ရဲ့အနာဂတ်ဘဝတက်လဲအလုပ်ကိုင်အားလုံးကိုဆုံးဖြတ်သွားမှာပဲဖြစ်ပါတယ်။ကျွန်တော်ဆိုရင်တော့ TTU ရဲ့ Mechanical First Year Michael Von Bullet ပဲဖြစ်ပါတယ်